ကလေးဘွားကညာရည်များချိုးတက်နေသလားလို့စိုးရိမ်ခဲ့ရပေမဲ့စက်ကြော်ရာကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ခဲ့တဲ့သူဘယ်တော့မှထူးချွန်မှမဟုတ်ဘူးလို့ထင်ကြပေမဲ့20ရာစုရဲ့သိပ္ပံပညာရပ်ကိုတယောက်တည်းပြောင်းပြလာနိုင်ခဲ့တဲ့ဉာဏ်ကြီးရှင်Eva Einstein ကို1889ခုနှစ်မတ်လ14ရက်နေ့ဂျာမနီနိုင်ငံအောမ်မြို့မှာမွေးဖွားခဲ့တဲ့သူငယ်ငယ်ကဥခေါင်းပုဒ္ဒရံကပုံမှန်ထက်ပိုကြီးနေပြီးအသက်3နှစ်နီးပါးအထိစကားမပြောနိုင်ခဲ့လို့မိသားစုဝင်များကစိုးရိမ်ခဲ့ကြရတယ်။သူကအလွန်တိတ်ဆိတ်တဲ့ကလေးတူဖြစ်ပေမဲ့ပတ်ဝန်းကျင်ကိုအမြဲမပြတ်စောင့်ကြည့်လေ့လာနေတတ်သူဖြစ်ပါတယ်။သူ9နှစ်အရွယ်မှာဖခင်ဖြစ်သူပေးလိုက်တဲ့တန်လိုက်အိမ်မြောင်ကြောင့်ကမ္ဘာပေါ်မှာမမြင်နိုင်တဲ့စွမ်းအားများရှိတဲ့ဆိုတာပထမဆုံးသိရှိသွားခဲ့ပြီးဒီအရာကသူ့ရဲ့ဘဝကိုအထိတ်ဆုံးရောက်အောင်ပြောင်းလဲစေခဲ့တယ်။သူကကျောင်းမှာအလော့ကျင့်မရတဲ့စနစ်ကိုမနဲ့တက်ပဲမိခွန်များမေးပြီးအဖြေရှာလို့တို့ကြောင့်ဆရာများနဲ့အဆက်မပြေဖြစ်ခဲ့တယ်။ဆရာတူကသူ့ကိုဘဝမှာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့တောင်ပြောဆိုခဲ့ဖူးတယ်။ဒါပေမဲ့သူကသင်္ချာကိုစက်ကြော်ရာရဲ့ဘာသာစကားလို့သတ်မှတ်တဲ့ဖြစ်အလွန်ဝါသနာပါခဲ့ပြီးမိခင်ဖြစ်သူရဲ့တိုက်တော်မူကြောင့်တရုတ်ထိုးချင်းကိုလည်းသင်ယူခဲ့ရ။ဒါကသူ့ရဲ့စိတ်ကိုရှင်းလင်းစေရန်အကူအညီဖြစ်ခဲ့တယ်။16နှစ်အရွယ်မှာဆိုဖင်လာရှိနာမည်ကြီးကျောင်းတစ်ခုမှာဝယ်ခွဲစာမေးပွဲမှာသိပ္ပံမဟုတ်တဲ့ဘာသာရပ်များကြောင့်ရှုံးနိမ့်ခဲ့ပေမဲ့လက်မရှိပဲထပ်မံကြိုးစားခဲ့လို့နောက်ဆုံးမှဝယ်ခွဲရရှိခဲ့တယ်1900ပြည်နယ်မှာဘွဲရရှိခဲ့ပေမဲ့လည်းပါမောက်ခများကထောက်ခံခြင်းမပေးလို့အလုရှာရန်ခက်ခဲခဲ့တဲ့1900နှစ်ခုနှစ်မှာဘွန်ချီမူပဲခွဲရုံးမှစီးအဖြစ်အလုရခဲ့ပြီးဒီရုပ်ကိုသူ့ရဲ့တွေးခေါ်မှုဓာတ်ခွဲခန်းအဖြစ်အသုံးပြုပြီးသိပ္ပံ theory များကိုလေ့လာခဲ့တယ်1905ခုနှစ်မှာသူကကမ္ဘာကိုစုံလုံးသွားစေမဲ့စာတမ်းများကိုထုတ်ဝေခဲ့တယ်Photoelectric effect လက်ဟာ photos ကိုအမုံများကဲ့သို့ပြုမှုကြောင့်ဖော်ပြခဲ့တဲ့ Brownian motion အတံများတည်ရှိမှုကိုသက်သေပြခဲ့တဲ့ Special theory ရဲ့ relativity အချိန်နဲ့နေရာကဆက်စပ်မှုရှိကြောင်းဖော်ပြခဲ့ပြီးနာမည်ကျော် E = mc² ညီမျှခြင်းကိုဖော်ထုတ်ခဲ့တယ်ဒီဖိုတိုချင်းတွေကြောင့်သူကနိုဘယ်ဆုရရှိခဲ့တယ်1919ခုနှစ်မှာသူရဲ့ general theory ရဲ့ relativity ဆွဲငယ်အားကအလင်းကိုကွေးညွှန်းနိုင်ခြင်းကိုဗြိတိန်သိပ္ပံရှင်များကအတည်ပြုခဲ့ပြီးနောက်သူကကမ္ဘာကျော်လူပုဂ္ဂိုလ်တူဖြစ်လာခဲ့တယ်1933ခုနှစ်ဂျာမနီမှာနာဇီအစိုးရတက်လာတဲ့နောက်သူကဂျူးလူမျိုးဖြစ်တာကြောင့်အမေရိကန်သို့ပြောင်းရွှေ့ခဲ့ရတယ်သူက1939ခုနှစ်မှာ Franklin D. Roosevelt ကိုစာရေးပြီးနာဇီအာတံဘုတ်တည်ဆောက်နိုင်မယ်လို့သတိပေးစာပို့ခဲ့ပြီးနျူကလ িয়ার သုတေသနစတင်ဖို့တိုက်တွန်းခဲ့တယ်ဒီစာကနေအမေရိကန်ရဲ့ Manhattan Project စတင်ဖို့အကူအညီဖြစ်ခဲ့တယ်ဂျပန်နိုင်ငံနာဂါဆာကီနဲ့ဟီရိုရှီမာကိုကျဲတဲ့အမေရိကန်နျူကလ িয়ার တည်ဆောက်ရမှာသူရဲ့ E = mc² ကအုံမြင့်ဖြစ်ခဲ့တာကြောင့်လူပေါင်းများစွာကြေပစ္စည်းသွားတာကိုသူတည်သွားအချိန်မှာကျဲရပြီးနျူကလ িয়ার လက်နက်များဖြစ်သေးရေးနဲ့ငြိမ်းချမ်းရေးအတွက် workshop လို့အတေးရိုဆောင်ရွက်ခဲ့တယ်သူကခြေအိမ်မစော့ခြင်းကမ္မစတီခြင်းစတဲ့ရိုးရှင်းသောလူနေမှုဘဝဖြစ်နေထိုင်ခဲ့တယ်1955ခုနှစ်ဧပြီလ18ရက်မှာသူကွယ်လွန်ခဲ့တော့လဲသူရဲ့စူးစမ်းလို့စိန်နဲ့ဇွဲလုံးလာတို့ဟာဒီနေ့တိုင်သိပ္ပံလောကအတွက်အခြေခံအုံမြင့်များဖြစ်နေစေဖြစ်ပါတယ်အမည်သူတရားဖြစ်လာဖို့ထက်တန်ဖိုးရှိသူတရားဖြစ်လာဖို့ကြိုးစားပါအတန်းတင်ညာမှာမထူးချွန်လို့အမငဲ့ပါနဲ့လက်ရှိကာလမှာထူးချွန်အောင်ကြိုးစားပါသူများလမ်းနဲ့မတူဘူးဆိုပြီးအမရှိုးပါနဲ့ပြန်ရောက်နေတဲ့လမ်းကနေပန်းတိုင်းစီကိုရှောင်းလန်းလိုက်ပါ